နန်းချောင်းမျိုးကနေပြီးတော့ဆက်ဆရာကိုလည်းရန်ကုန်မြို့တို့ရောက်ရှိလာပါပြီဗျာကျေးဇူးရမ်းတင်တဲ့ရေဝန်ကြီးနဲ့အဝေးရနေလာတာနော်ကိုနော်ဟုတ်ကဲ့ကိုပြောပြပါဘာလေးပြောချင်လဲကိုဟောကိုတော်မင်းစီဝဲတာစိတ်ချမ်းသာပါစိတ်ချမ်းသာပါတယ်ကားလေးလည်းပြောတဲ့အတိုင်းဖြစ်တယ်နော်ဖြစ်တယ်လောတာလည်းလုတ်ပေးတယ်ဟုတ်လောတာလို့အင်ဂျင်ဝိုင်းလည်းလဲပြီးသွားပြီနော်အကုန်လုံးလဲပြီးသွားပြီနော်တာယာလေးလည်းအခုအစ်စ်လေတာတခါတည်းအရှင်းမျက်လုံးလုံးဒီပေါက်တွေရောဒီပေါက်တွေရောကျေးဇူးရမ်းတင်တယ်ဗျာနော်ကားလည်းလုတ်ပြီးသွားတာစိတ်ချလက်ချလေးဒီမှာကျေးဇူးတင်ပါတယ်နော်ဒီမှာဒီရေနံချောင်းကပဲလားရေနံကျေးဇူးတင်ပါတယ်လာရောက်အားပေးလို့ရုံကြီးနဲ့နော်ကြာရနောက်လည်းမြစ်ဖြစ်လောင်းပါဟုတ်ကဲ့ပါခင်ဗျလက်ကားလေးနဲ့ပြပေးမယ်လားဗျာတာယာလူကြီးကိုတာယာအစ်စ်ကလေးလဲလိုက်တယ်တာယာအစ်စ် try star တာယာအစ်စ်ကလေးလဲလိုက်တယ်အတွင်းကန်းလည်းဒီမှာအောက်ပိုင်းလေးလည်းမိုက်တယ်ဗျာဒီလေဒါကျွန်တော်တို့ရေနံချောင်းမျိုးကဆက်ဆရာကိုလက်နဲ့ဒါလာဝယ်လို့အသေးစိတ်ဆိုင်အိုးအဝေးရနေပြီးလာဝယ်လာအရန်ဝမ်းတာတယ်ဗျာသူ့လည်းကြေနဲ့ကားလေးလုတ်ပြီးရတော့အဆင်ပြေတယ်စိတ်ချမ်းသာတာယာပါတခါအစ်စ်လဲပြီးလိုက်တာနော်အင်ဂျင်ရောတာယာရောအင်ဂျင်ရောတာယာရောဟုတ်အင်ဂျင်ရောတာယာရောကလပ်ပြရောကလပ်ဘောတွေရောကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာရုံကြီးနဲ့လာရောက်အားပေးလို့ပါကျန်တာမဟုတ်ဘူးဘယ်နဲ့ကြပြီရပြီပြီကားလေးလည်းမိုက်တယ်ဗျာဝယ်သူလည်းစိတ်တိုင်းကြတယ်ဗျာဟိုမှာပုံးနေတယ်မြတ်လာအောင်ကားရောက်တဲ့ဘရိုကကားရောက်တဲ့ဘရိုပုံးနေလို့မရပါဘူးကားရောက်ပြီးတော့ပုံးနေတယ်လို့ပါပြောပါဦးကိုစောမင်းနဲ့အဆင်ပြေတယ်အဲ့ဒါဆိုင်လေရောင်းခုမြကားထဲမှာဒီကားကိုအနှမျိုးဆုံးပဲလို့ပြောတာဒီမှာပြောင်းသွားအင်ဂျင်ထဲမှာပြောင်းသွားဘောတွေအားလုံးလို့လည်းအင်ဂျင်ထဲမှာအကုန်လုံးပြောင်းသွားတယ်ကျန်တဲ့ကားဒီကားတော့တန်ရောစင်မရှိဘူးဒီကားလေးကိုရမ်းနှမျိုးပါတယ်ဒါပေမဲ့လည်းခုချိန်မှာမရောင်းချင်မနဲ့လည်းနောက်ရင်ဝင်မှာနောက်ရင်ကိုမှပျော်မွေ့ပါသေးနော်ပတ်စံလည်းအများကြီးရှာနိုင်ပါသေးပတ်စံလည်းရှာနိုင်ပါသက်သာကျေးဇူးတင်ပါတယ်ကားလေးကတော့အားလုံးလုပ်ပြီးသွားပြီဗျာရေနံချောင်းကိုပြန်ဖို့တော့ရေနံချောင်းသူဖြစ်ဖို့တော့ကိုတော့အကုန်လုံးတော့ကစားပြီးသွားပြီအားလုံးလုပ်ပြီးသွားပြီလိုအပ်တဲ့အချက်လက်လေးတွေလည်းအကုန်လုပ်ပြီးသွားပြီAM လေးနံပါတ်ပြားလေး license လေးပဲချိန်ဖို့ပဲလို့တော့ဒါရေနံသူဖြစ်ဖို့ရေနံချောင်းသူလေးဖြစ်ဖို့မိုက်တယ်ကားလေးကတော့မိုက်တယ်ဆိုင်ရလည်းအစ်စ်လဲပြီးသွားပြီအတွင်းကန်းလည်းတန့်တယ်ရှယ်ပဲဗျာအားလုံးလုပ်ပြီးသွားပြီဆိုတော့ပြီးပြီကဲရေနံချောင်းသူလေးဖြစ်သွားပြီအစောကြီးကအဲ့ဒီမှာပဲနေရမှာအဲ့ဒါဖိုးကြီးကရန်ကုန်မလားဟိုမှာပဲနေရမှာဒီလိုပါလားလို့တာတာပေါ့တော့ငင်းတစ်ခေအစ်စ်နဲ့ကြော်တော့ငင်းအစ်စ်နဲ့ကြော်တော့အဲ့မှာဒီဥစစ်ကလည်းရှယ်ပဲဝယ်သူစိတ်တိုင်းကြပဲအထင်အစ်စ်နဲ့ကြော်တော့ဘိုင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရောင်းမဝယ်မယ်ဆိုရင်399363ကိုဆက်သွယ်ပေးပါဗျာโอเคရင်းနေကြောင်းသူဖြစ်သွားပြီတောင်းမယ်